ကဲမရှိကိုခုဒီနံပါတ်2ဖြစ်ပါတယ်။မာရုမာရုကိုရှိစွနော်စာတိုးဆန်ရကန်တော့ထိုရီတဲ့ယူတို့ကယုံကိုင်အာရီမတ်တာ။ဒီလိုပုံစံမျိုးလဲညီမလေးတို့ဒါလုပ်ငန်းခွင်မှာရေးနေကြမယ်လို့ထင်ပါတယ်နော်။ဟဲ့အဲ့တော့အခန်းနံပါတ်ကစာတိုးဆန်ကတော့တဲ့ရကန်တော့ထိုရီတဲ့ယူတို့ညဘက်အိမ်သာပို့ရတဲ့အချိန်ကြီးအတွက်ကယုံကိုင်4 ချိန်အာဒီမတ်တာဖြစ်ခဲ့ပါတယ်4 ချိန်ဖြစ်ပါတယ်လို့ပြောချင်တာเนาะယုံကိုင်တဲ့အဲ့တော့တကယ်လို့ကိုကဒါကိုထပ်ပြီးတော့အတူချုပ်ချင်တယ်ဆိုလို့ရှိရင်စာတိုးဆန်ရကန်တော့ထွေးတဲ့ယူတို့ယုံကိုင်အတူချုပ်သွားတာပေါ့เนาะစာကြောင်းတို့သွားတာပေါ့နှုတ်မှာရေးခဲ့ရင်ပေါ့เนาะနှုတ်မှာရေးမယ်ဆိုရင်အဲ့လိုရေးလို့ရတယ်ခိရုကုနို့တို့ပါလေမိုးရှိကိုခိုးပြီးရေးတဲ့ note ဆိုတဲ့စာရွက်လေးရှိမှာပေါ့နော်စာရွက်တူစာရွက်တော်လကောင်စာအုပ်တော်လကောင်ရှိလိမ့်မယ်အမှားကြရင်ကိုကအတူထက်ချုပ်ပြီးရေးလို့ရစကားနဲ့ပြောနည်းနည်းတော့အဆုံးသက်လေးပါသွားတာပေါ့နော်နေမိုရီကအာဆာခတ်တရောတဲ့နေမိုရီကအာဆာယီဆိုတာကကောင်းစွာအိတ်မပြောဘူးလူကြီးဖြစ်လာပြီဆိုလို့ရှိရင်အိတ်ဆက်လာတယ်ပေါ့နော်အဲ့တော့လူကြီးတွေရဲ့အိတ်ချိန်ဒီဒါ6နာရီပေါ့နော်6နာရီဝန်းကျင်လောက်ပဲရှိတော့တယ်သူတို့တွေဒီအဲတက်ရွယ်ကြီးလာတဲ့အတွက်အိပ်စက်ချိန်တွေကနည်းလာတာပေါ့နော်အဲ့လိုအဲနေမိုရီကအာဆာခတ်တရောတယ်ဆိုတော့ကောင်းစွာအိတ်မပျော်တဲ့ပုံဖြစ်ပြီးတော့တဲ့ရောဆိုတာကပုံပေါ့နော်ပုံစံပေါ်ပေါက်တယ်ပေါ့နော်သူကကောင်းစွာအိတ်မပျော်တဲ့ပုံဖြစ်ပြီးတော့ခဲဆမှုဒီမနေ့မှလည်းပဲစကောရှိနေမှုဆိုးနေစားတဲ့တဲဤမှာအိတ်ချင်တဲ့ပုံပေါ်နေတယ်ဆိုရင်ဘယ်လိုပြောမလဲနေမှုဆိုးနေစားတဲ့တဲဤမှာလို့ပြောမယ်နော်ဒီမနေ့မှလည်းပဲစကောရှိအနေငယ်နေမှုဆိုးနေစားတဲ့တဲဤမှာ日中は担当リスクがあるためအဲ့တော့ဒီနေ့ဘက်တွေကသူကညဘက်မှာကောင်းမွန်စွာမအိပ်ခဲ့ဘူးအိမ်သားလည်း4 ချိန်သွားတယ်အိမ်သား4 ချိန်ဆိုတာဒါနည်းနည်းလေးတူရီတဲကိုသွားတဲ့အချိန်ကြီးအတွက်များနေပြီလို့ပြောရတဲ့အနေအထားပေါ့နော်ပုံမှန်အားဖြင့်က2 ခေါက်ပေါ့နော်အဲ့လောက်ကတော့1 ခေါက်2 ခေါက်ဆိုရင်တော့မှဒါနည်းနည်းတော်သေးတယ်4 ချိန်ဆိုရင်ဒါများတဲ့အထဲပါသွားပြီစံကျေးတို့အလုပ်ထဲမှာဆိုရင်အဲ့ထက်မကအောင်ရှိတယ်တော်တော်သူ့ရဲ့စိတ်ကြောင်လည်းပါတာပေါ့နော်တနာရီကို2 ခါ 3 ခါလောက်သွားနေတဲ့အဖွားလည်းရှိတယ်အဲ့တော့ဘာဖြစ်လဲဆိုရင်ထန်တိုလစ်ကူအရမ်းများတယ်ထန်တိုလစ်ကူဆိုတာဒီလဲနိုင်တဲ့အန်ဒီရေ risk အရမ်းများတယ်ပေါ့နော်အဲ့လိုမျိုးဒီညဘက်ကတေချာမအိတ်ထားတဲ့အတွက်အိတ်ချင်တဲ့ပုံလဲပေါ်နေတယ်အိတ်ချင်တဲ့ပုံလဲလဲပေါ်နေရပေါ့နော်အိတ်ချင်ပုံလဲပေါက်နေတယ်အဲ့တော့နေ့ဘက်မှာမလုပ်မလဲဆိုရင်နည်းနည်းသူလဲကျနိုင်တဲ့အန္တရာယ်များတဲ့အတွက်အာရှိမိုတိုနေဂေါ်ချူရီခုရာဆိုင်အာရှိမိုတိုဆိုတာသူ့ခြေလမ်းခြေချရာဝင်းကျင်တွေကိုကိုကသတိပြုပေးပါဘောနော်သူခြေလမ်းလှမ်းလိုက်တဲ့ပြောမယ်ဆိုရင်ဘေးနားမှာအဖုတစ်တေးဘာတွေရှိနေလဲရိုင်သွားပြီးတော့လဲသွားနိုင်တာတွေခလုတ်တိုက်ပြီးတော့လဲသွားနိုင်တာတွေအမျိုးမျိုးရှိနိုင်တယ်လीနော်အဲ့တော့ဒီမှာတော့ဆန်စီမီနီလေးလေးရေးပေးထားပါတယ်အဲစပိုက်မှာလည်း free ကဏ္ဍတွေတင်ပေးထားတဲ့အတွက်ဖတ်လိုက်တာနဲ့ကိုယ့်ဘာသာကိုလည်းဒါတိုက်ကတော့ဘာသာပြန်နိုင်နေမှာဖြစ်ပါတယ်နော်